ရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာအောင်လအဆန်းကိုဖက်ဒစီဝါရေးလုပ်ငန်းစုကသူတို့ရဲ့လက်ကျင်းပစ္စည်းတွေကိုအဓိကဖြန့်ဖြူးရောင်းချသူဖြစ်တောင်းပေးရလိုက်ပါပြီကရှင်တိုင်းသားကိုကံပြည်တော်တိုက်ခိုက်ဖိုက်တာကြီးအောင်လအဆန်းကိုဖက်ဒက်ကအမေရိကန်ပြည်တော်စုဖလော်ရီဒါပြည်နယ်မှာသူတို့ရဲ့ပစ္စည်းတွေကိုအဓိကဖြန့်ဖြူးရောင်းချသူဖြစ်တောင်းပေးရလိုက်တာဖြစ်ပါတယ်ခင်ဗျအောင်လအဆန်းကလည်းဖက်ဒက်လို့ကဘာကြောင့်အမတ်စကြီးတစ်ခုနဲ့လက်တွဲအလုပ်လုပ်ခွင့်ရတဲ့အတွက်အယံမဲဝမ်းသာမိတယ်ဆိုပြီးတော့ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။အောင်လအဆန်းဟာဖက်ဒက်စက်ရုံစီကိုတောက်ပြီးတော့စက်ရုံလုပ်သားရင်းနဲ့ရင်းနှီးတွေ့ဆုံပြီးတဲ့နောက်မှာပိုင်ရှင်သားအဖနဲ့ဆက်လက်စကားပြောဆိုခဲ့တယ်။အဲ့မှာမစ္စတာအောင်တို့သားအဖကအောင်လအဆန်းကိုအမေရိကန်ပြည်ထောင်စုဖလော်ရီဒါပြည်နယ်မှာသူတို့ရဲ့လက်ကျင်းပစ္စည်းတွေကိုအဓိကဖြန့်ဖြူးအောင်ချသူဖြစ်တောင်းပေးရလိုက်တာဖြစ်ပါတယ်ခင်ဗျ။ကရှင်တိုင်းသားကိုကံပြန်သောတိုက်ခိုက်ဖိုက်တာကြီးအောင်လအဆန်းဟာကစားသမားဘဝကနေနောက်လည်းပြီးရနောက်မျိုးဆက်သစ်ဖိုက်တာလေးတွေကိုလက်ကျင့်တင်ကြမွေးထုတ်ဖို့အတွက်ကိုပိုင်ဂျင်တီထောင်ဖွင့်နေထားပြီလေဖြစ်ပါတယ်ဂျင်ရဲ့နာမည်ကိုအောင်လအဆန်းက Fighton MMA USA ဆိုပြီးတော့ပေးရမဲ့ခေါ်ထားပါတယ်ခင်ဗျအောင်လအဆန်းဟာအခြားတစ်ဖက်မှာတော့နီးပြဘဝကိုကူးပြောင်းဝင်ရောက်ဖို့လဲစိတ်ကူးရှိနေပါတယ်ဒါကြောင့်ကစားသမားဘဝကအနားယူပြီးမှအောင်လအဆန်းရဲ့ဘဝဖြတ်သန်းမှုဘလို့အပြောင်းလဲအရှိုးအကွေ့ဖြစ်လာမလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပါတယ်ခင်ဗျအောင်လအဆန်းဟာနိုင်ငံရေးအခြေအနေတွေကောင်းမွန်ခဲ့တော့ကမြန်မာနိုင်ငံမှာလည်းရန်ကုန်နဲ့မြကြီးနားမှာဂျင်နေဖွင့်လှစ်တည်ထောင်ခဲ့ဥပါတယ်။အောင်လအဆန်းလက်ရှိမှာတော့ Kicklift FC မှာဖိုက်တာတွေကိုလေ့ကျင့်ကူညီပေးတာတွေလည်းဆောင်ရွက်နေတယ်။တချို့ပွဲစဉ်တွေမှာဆိုရင်သူကနီးပြကူတယောက်ဖြစ်လိုက်ပါပံ့ပိုးပေးတာမျိုးတွေကိုလည်းကျွန်တော်တို့မြင်တွေ့နေရပါတယ်ခင်ဗျ။အဲ့တော့လက်ရှိမှာသူ့ရဲ့ကိုယ်ပိုင်ဂျင်ဖွင့်လှစ်ထားတဲ့ပတ်သက်ပြီးတော့အောင်လအဆန်းကအခုလိုပြောကြားထားပါတယ်။ကစားသမားဘဝအနောက်ပြီးရင်ကျွန်တော်ရဲ့ဂျင်ကိုတည်တည်ရှာဦးစီးကုတ်ခဲ့တော့မှာပါ။ကျွန်တော်ကဒီကစားနည်းကိုသဘောကျသလိုနောက်မျိုးဆက်တွေအတွက်လည်းဆက်ပြီးအောင်စိုက်ပေးခြင်းပါတယ်အခုလည်းကျွန်တော်ရဲ့သားကျွန်တော်ရဲ့တူနဲ့သူတို့ရဲ့ဘော်ဒါတွေကိုလေ့ကျင့်ပေးနေပါပြီသူတို့တွေလည်းကြိုးစားကြပါတယ်ကိုယ့်ရဲ့ရှေ့မှာကြီးမားတဲ့အနာဂတ်ကရှိနေသေးပါပဲကစားသမားဘဝကိုကြောက်ခန့်လိုက်ရတဲ့အတွက်ဝမ်းနဲ့မနေပါဘူးဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေအမှတ်တရတွေအတွက်ကျင့်နေပြီးသားပါဒါပေမဲ့ဒီလောက်နဲ့ပဲကျွန်တော်ရောင်းရဲတင်းနေမှာမဟုတ်ပါဘူးဒီလောကထဲမှာကျွန်တော်ရှေ့ဆက်ဖြတ်သန်းနေဦးမှာဖြစ်ပါတယ်ကိုယ်ဝါသနာတိုင်းဆက်လက်6လမ်းနေဦးမှာပါဘဝမှာကျွန်တော်အတွက်ဒါအရေးကြီးဆုံးပါပဲဆိုပြီးတော့အောင်လအဆန်းကပြောကြားထားပါတယ်ခင်ဗျဟုတ်ကဲ့အခုဆိုရင်အောင်လအဆန်းဟာကစားသမားဘဝကနေနောက်လည်းပြီးရနောက်တောင်းတစ်ခုထမ်းဆောင်ရအောင်ဖြစ်သွားပြီတစ်ခုကတော့သူ့ရဲ့ကိုယ်ပိုင်ဂျင်ကိုဦးစီးကိုခဲ့ရတဲ့တောင်းဖြစ်ပါလိမ့်မယ်နောက်တစ်ခုကတော့ Federal Civil လုပ်ငန်းစုရဲ့ American ပြည်ထောင်စု Florida ပြည်နယ်ဆိုင်ရာအဓိကဖြန့်ဖြူးရောင်းချသူတောင်းဖြစ်ပါတယ်ခင်ဗျာအောင်လအဆန်းအတွက်ကျင့်တဲ့ဝန်တာမိတဲ့အကြောင်းပရိသတ်တွေနဲ့အတူ congratulation လုပ်ရင်းပြောကြားလိုက်ပါတယ်ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ